ရှင်ကျမလည်းခုတလောသွားဆေးကန်းသွားဖို့ပြီးတော့လေတောင်းတဲ့ကရင်အတွက်စားပေးတဲ့အသီးနှံလေးတွေကိုပြောပြပေးသွားပါမယ်နော်လက်ဆက်တဲ့သစ်သီးတွေနဲ့အသီးရွက်တွေကသွားနဲ့ကရင်ကျန်းမာစေဖို့အကောင်းဆုံးထောက်ကူပေးနိုင်ပါတယ်ဒီတော့သွားတွေတက်ဖုံးနဲ့ရှာကျန်းမာစေဖို့ဒီအသီးနှံလေးတွေကိုစားပေးဖို့လိုပါမယ်ပန်းသီးနဲ့အရှင်ဓာတ်ပါတဲ့အသီးနှံတွေတနေ့ကိုပန်းသီးတစ်လုံးပုံမှန်စားပေးတာကကျန်းမာစေတယ်ဆိုတဲ့စကားထဲမှာသွားတွေအတွက်လည်းပါပါတယ်ပန်းသီးပုံမှန်စားနေသလိုသွားနဲ့ကလေးကိုပုံမှန်သက်ရှိလုပ်ဖို့လည်းလိုပါမယ်ပန်းသီးဆိုတဲ့နေရာမှာလက်ဆက်တဲ့ပန်းသီးဖြစ်ဖို့တော့လိုပါမယ်ပန်းသီးဖြော်ရည်ပန်းသီးချောက်တွေတော့မရဘူးပေါ့နော်ပန်းသီးကိုဝါလိုက်တဲ့အခါမှာပန်းသီးရဲ့အမြင့်ဓာတ်ကြွယ်ဝမှုကတပ်ဖုံးတွေကိုကျန်းမာစေဖို့လှုံ့ဆော်ပေးပြီးတော့ကရင်ထဲမှာဘက်တီးရီးယားတွေမပေါက်ဖွားစေဖို့လည်းဟန်တာပေးပါတယ်။သွားနဲ့ကရင်ကျန်းမာစေဖို့ပန်းသီးအပြင်ဗီတာမင်စီကြွယ်ဝတဲ့သစ်တော်သီးစတော်ဘယ်ရီလိမ္မော်သီးနနက်သီးခရမ်းရှင်သီးသခွားသီးစတာတွေကိုလည်းစားပေးလို့ရပါတယ်။မုံလာဥနီတရုတ်နံတို့လိုမျိုးအမြင့်ဓာတ်ကြွယ်ဝတဲ့အသီးနှံတွေကတတွေးထွက်အောင်လှုပ်ဆော်ပေးပြီးသွားနဲ့ကရင်ကျန်းမာစေဖို့အထူးရောက်ဆုံးထောက်ကူပေးနိုင်ပါတယ်။မုံလာဥနီနဲ့တရုတ်နံတို့မှာဗီတာမင် A ပါဝင်တာကြောင့်သွားတွေကိုကြံ့ခိုင်စေဖို့အထူးရောက်ဆုံးထောက်ကူပေးနိုင်ပါတယ်။အစိမ်းရောင်ဟင်းသီးရွက်တွေဆလရွက်ကိုက်လန်ဟင်းနုနွယ်ကညွတ်ခေါ်ပီတုပ်တို့လိုမျိုးအစိမ်းရင်းရောင်ဟင်းသီးရွက်တွေမှာဗီတာမင် A ဗီတာမင် C ဘီတာကရိုတင်ဖော့စဖရိတ်ကယ်လ်ဆီယမ်မက်ဂနီဆီယမ်တွေပါဝင်နေတာကြောင့်သွားတွေကိုအကောင်းဆုံးထောက်ကူပေးနိုင်မှာပါဘယ်ရီသီးဘလူးဘယ်ရီသီးရက်စ်ဘယ်ရီသီးတို့ကသွားရှိတွေမဖြစ်အောင်ကာကွယ်ပေးသလိုကရင်ထဲမှာဘက်တီးရီးယားတွေမဖြစ်ပေါ်စေဖို့ဟန်တာပေးပါတယ်။သွားပိုးမစားအောင်လည်းကာကွယ်ပေးပါတယ်။ကဲသွားတွေချမ်းခိုင်ပြီးတော့ကျန်းမာတဲ့ကရင်ပိုက်ဆိုင်နိုင်စေဖို့အခုပြောပြခဲ့တဲ့အသီးနှံလေးတွေကိုစားသုံးပေးဖို့လိုပါပဲနော်